900ရဆိုရင်ကျွန်တော်တို့ရင်တန်ပိုးလေးကိုဒီမှာရင်မြင်းပေါ်မှာမှတ်လိုက်မယ်နော်အဲ့ပြီးခါကြတော့ဘယ်လောက်ရလဲဆိုခါခွန်လေးစိတ်ရတယ်အဲ့တော့ခွန်လေးစိတ်ကိုကျွန်တော်တို့ဒီမှာတန်ပိုးလေးကိုမှတ်ထားလိုက်မယ်အဲ့ပြီးသွားတဲ့ခါကျရင်ကျွန်တော်တင်ပေါ့နော်တင်ဆိုရင်လည်းတင်ဘယ်လောက်ရလဲပေါ့နော်တင်ဆိုရင်ကျွန်တော်တို့တင်ဆိုရင်30လေးစိတ်ရတယ်အဲ့ဆိုဒီမှာ30လေးစိတ်ကိုကျွန်တော်တို့မြင်းလေးမှတ်လိုက်10လမ်းမနဲ့4စိတ်နော်အဲ့မြင်းလေးတိုင်းပဲကျွန်တော်တို့ပြီးမှဒါလေးကိုကျွန်တော်ဆွဲမယ်အရင်ဆုံးကျွန်တော်ဂျိုင်းမြင်းကိုအရင်ဆုံးညှိရမှာဆိုဂျိုင်းကိုရင်ဆွဲမယ်နော်အရင်ဆုံးကျွန်တော်ဒီအပေါ်မြင်းလေးဒါရှေ့နောက်ကျောကျယ်မြင်းလေးဒီကောင်လေးကကျတော့ရှေ့ရင်ကျယ်မြင်းလေးဒါလေးကိုကျွန်တော်ဆက်ထားလိုက်တယ်ဒါကြတော့ဂျိုင်းပြန်ချိန်ရမှာဆိုကျွန်တော်အရင်ဆုံးခဲတန်လေးနဲ့ဆွဲမယ်ပေါ့နော်လိုအပ်ရင်ပြန်ပြီးတော့လိုတိုးပူရှော့လုပ်လို့ရအောင်ကျွန်တော်တိုင်းသွားမယ်ပေကွေးကင်တာကိုတစ်ချက်ကြည့်နော်အဲ့လိုမျိုးလေးပဲပြပြလေးနဲ့လှလှလေးပြောင်းဂျိုင်းဝိုက်လေးလာအောင်ကျွန်တော်တိုင်းရအောင်နော်အဲ့ဆိုကျွန်တော်ပေကျိုးလေးနဲ့တစ်ချက်ဂျိုင်းလေးကိုပြန်တိုင်းကြည့်မယ်ကျွန်တော်လိုချင်တာဂျိုင်းကဘယ်လောက်လဲဆိုတော့8လေးစိတ်လိုချင်တာနော်8လေးစိတ်ကိုပြန်ရအောင်တိုင်းโอเคအဲ့ဆို8လေးစိတ်ကကွက်တိပဲ8လက်မနဲ့4စိတ်ကနော်အဲ့ဆိုရင်ကျွန်တော်8လက်မ4စိတ်ကကွက်တိပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုအပိုင်းဆွဲလိုက်တော့ပါဗောနော်โอเคအဲ့ဆိုဒီပုံစံလေးရဒီပုံစံလေးရပါပြီဆိုရင်ကျွန်တော်ဒီမှာမြင်းလေးကိုလှမ်းပြီးတော့ဆက်လိုက်မယ်ခါမြင်းလေးနဲ့ရှင်မြင်းနဲ့အပြည့်ရခါကျကျွန်တော်ဒီမှာတင်မြင်းလေးကိုလှမ်းပြီးတော့ဆက်လိုက်မယ်โอเคဒါပုံစံလေးအရင်ဆုံးဖြစ်တယ်ဗောနော်တကယ်လို့ကိုကဒီဟာကြတော့ကျွန်တော်ဒီ scat frame တွေပါဆွဲမယ်ဆိုတော့အခုလိုမျိုးဆွဲလို့တောင်းပြဆွဲလို့မရဘူးเนาะဒါအင်ကြီးအတူဝဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလိုမျိုးဆွဲလိုက်တာ scat frame ဆွဲမယ်ဆိုရင်ဆွဲရနေတနည်းထပ်ပြပါမယ်ကျွန်တော်ဒီပေါ်တစ်ခွဲလောက်ကျွန်တော်ပေါ်တောင်းမှန်လေးတက်ထားမယ်ပေါ့နော်တစ်ခွဲလောက်တောင်းမှန်လေးတက်ထားမယ်ပြီးသွားတဲ့ခါကျမှကျွန်တော်ဒီမှာပေကွေးလေးနဲ့အခုလိုမျိုးလေးလှမ်းပြီးတော့ပြပြလေးလှမ်းဆက်နော်ဒါတော့ပိုင်အတိုင်းနေပါလေတစ်ချက်ပြန်ချိန်ရတယ်ပေါ့နော်ဒီနေရာလေးမှာကျွန်တော်ပြန်ပြီးတော့တောင်ကျိုးလေးမဖြစ်အောင်ပြန်ဖြည့်ပေးရအောင်နော်โอเคအဲ့ဆိုရင်ဒါလေးရဒါ scat frame တွေပါဆွဲမယ်ဆိုရင်အခုလိုမျိုးဆွဲရဒါပေမဲ့တကောင်ကရိုးအင်ကြီးပဲဖြစ်တဲ့ကြောင့်ကျွန်တော်ဒီပုံစံပဲမြင်းပြပဲကျွန်တော်သတ်မှတ်လိုက်နော်โอเคအဲ့ပြီးသွားပြီဆိုရင်ကျွန်တော်ဗာထပ်သွားမယ်ဆိုတော့ကျွန်တော် Norway ကဘယ်လောက်ရှိလဲကျွန်တော်တစ်ချက်ကြည့်မယ် Norway ကကြတော့ကျွန်တော်တို့3-4စိတ်ရှိတယ်အဲ့ဆိုကျွန်တော်ဒီရင်မြင်းပေါ်မှာပဲ3-4စိတ်ကိုအမှတ်လေးတစ်မှတ်မှတ်ထားလိုက်မယ်ဒီမှာလဲကျွန်တော်3-4စိတ်ကိုအမှတ်လေးတစ်မှတ်မှတ်ထားလိုက်မယ်ခါမြင်းပဲเนาะပိုင်မြင်းမှာလဲကျွန်တော်3-4စိတ်အမှတ်လေးတစ်မှတ်မှတ်ထားလိုက်မယ်အဲ့ပြီးတော့အခါကျကျွန်တော်တောင်းမှန်မြင်းလေးဆွဲလိုက်အောက်ထိဆွဲချလိုက်ပါเนาะโอเคအဲ့ပြီးတော့ကျွန်တော်ဒီခါမြင်းအောက်ကိုဘယ်လောက်ဆင်းမလဲဆိုတော့6လက်မှဆင်းမယ်ကျွန်တော်ဒီမှာဒါလေးကိုမြင်းလေးတောက်ဆုံးတဲ့နေရာလေးသတ်မှတ်ထားမယ်နော်ပြောရခါကျတောက်ကြီးကဘယ်လောက်လဲဆိုတော့ကျွန်တော်ဟိုဘက်ကို4စိတ်ဒီဘက်ကို4စိတ်တောက်လေးထည့်နော်တောက်လေးထည့်ပြီးရခါကျကျွန်တော်ဒီမှာရင်မြင့်ကိုတစ်ချက်ကြည့်ရင်မြင့်ကဘယ်လောက်လဲဆိုတော့ရင်မြင့်ကကျွန်တော်8လက်မနဲ့4စိတ်ဖြစ်တယ်နော်8လက်မ4စိတ်ဖြစ်တယ်ပြောတယ်ကျွန်တော်ဒီလိုမျိုးပဲပခုံးတီအစွန်းလေးရပဲကျွန်တော်လှမ်းပြီးတော့တိုင်းမယ်ရှင်4စိတ်ကိုလိုက်လှမ်းပြီးရှာမယ်ပေါ့နော်โอเคအဲ့ဆိုကျွန်တော်ဒီမှာရင်မြင့်ပေါ်မှာပေါ့ရှင်မြင်းပေါ်မှာဆိုရင်အဲ့ရှင်မြင်းပေါ်ကိုကျွန်တော်လှမ်းပြီးတော့ရင်မြင်းထိတ်နဲ့လှမ်းပြီးတော့အခုလိုမျိုးခဲတံလေးနဲ့ပဲကျွန်တော်လှမ်းပြီးတော့ဆွဲထားလိုက်ဒါမြင်းအမှန်မဟုတ်သေးဘူးပေါ့နော်ဒါ normal ကျွန်တော်တောက်တွေပါဒီမှာထည့်ကျင်တဲ့သူတွေပါဒါကြောင့်တောက်ကစားလို့ရအောင်ကျွန်တော်ဒါရိုးရိုးလေးပဲကျွန်တော်သုံးပြပေးတယ်နော်အတားကိုကျွန်တော်အတီးဘယ်လိုဆွဲမလဲဆိုတော့ဒီအောက်ကိုကျွန်တော်ဘယ်လောက်ဆင်းမလဲဆိုတော့2လက်မနဲ့4စိတ်ဒီအောက်ကိုဆွဲမယ်နော်ဒါကြကျွန်တော် frame မှာသုံးတဲ့တောက်ပေါ့နော်
နလမနဲ့လီစီအောက်ကိုဆင်းတယ်ဆင်းပြီးအခါကျကျွန်တော်လက်မလေးဆွဲလိုက်တယ်ပြီးသွားရင်ဒီမှာဒါဟိုဘက်ကို240